Hello အားလုံးပဲမင်္ဂလာပါရွှေလာပါခင်ဗျာကျွန်တော်ဆိုင်မှာအခုဒီလိုမျိုးစီမလိုပဲနဲ့กินလို့ရတဲ့အကင်ပန်းလေးတွေရရှိထားပါတယ်ဒါလေးတွေကကြတော့စီလိုင်းလေးတွေပါတဲ့အတွက်အသားတွေกินတဲ့ခါမှာအသားတွေကကတ်သွားတာမျိုးတွေတူးသွားတာမျိုးတွေအရင်ကတ်ပြီးခွာလို့မရတော့တာမျိုးတွေအထိမဖြစ်တဲ့ပုံစံမျိုးလေးပေါ့နော်သူကစီလိုင်းလေးနဲ့လုပ်ထားတာဖြစ်ပါတယ်non stick တုံးထားတာပါပြီးတော့ O ကအထူသားလေးဖြစ်ပါတယ်weight ပပလေးနဲ့ကျွန်တော်တို့ဒီကတ်မီးပိုလေးတွေပေါ်မှာတင်ပြီးတော့မှကျွန်တော်တို့กินမလားကြော်မလားစိတ်ကြိုက်အသုံးပြုရပါတယ်ကျွန်တော်ဒီပြောပွဲသားသွားတာတွေပြီးတော့ကြတော့ကျွန်တော်အိမ်မှာပါတီလုပ်တာတွေပြီးတော့မိသားစုစိတ်ကြိုက်ကျွန်တော်ဒီအိုးလေးတိုးနဲ့ဆိုလို့ရှိရင်အကင်လောက်စားမလားပြီးတော့ကြတော့ကြော်စားမလားကြိုက်တာလုပ်လို့ရပါတယ်ခင်ဗျာဒါလေး next stick သားကိုသုံးထားတာဖြစ်တဲ့အတွက်အရန်ကမှဘယ်လိုပြောမလဲရေရှည်အသုံးခံတဲ့ပစ္စည်းမျိုးလေးပေါ့နော်ဒါလေးကိုကမ်မီးပိုလေးနဲ့တွေ့သုံးရတာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရွှေလာရဲ့ TikTok chat box ဖြစ်ဖြစ် Facebook Messenger ဖြစ်ဖြစ် Viber ပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာရန်ကုန်မြို့ရင်းဆိုအိမ်ရောက်ငွေချေရပါတယ်နေမျိုးဆိုရင်တော့ဂိုက်တင်ပေးပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ